ဒီကနေ့သမိုင်းမှာဘာတွေဖြစ်ခဲ့သလဲဆိုတာသိရှိဖို့အတွက်သမိုင်းတွေကဒီနေ့ BC 963ခုနှစ်ကဒီနေ့လို့ဇွန်လ15ရက်လို့နေမျိုးမှာအစီးရလူမျိုးတွေဟာနေချက်ချင်းတစ်ခုကိုပထမဦးဆုံးမှတ်တမ်းတင်နိုင်ခဲ့ကြပြီးမက်ဆိုပိုတီးမီးယားသမိုင်းကိုခေတ်ကာလလိုက်သိကြစွာသမိုင်းမှတ်တမ်းရေးနိုင်ခဲ့ကြပါတယ်။နေချက်ချင်းဟာသတ်မှတ်ထားတဲ့အချိန်လေးအရကဖြစ်ပေါ်နိုင်တာကြောင့်ဒီမှတ်တမ်းကိုတင်နိုင်မှုဟာသမိုင်းဖြစ်ရများရဲ့နှစ်ကာလနဲ့အချိန်ကြီးရတဲ့ကိုပုံမူရှင်းလင်းစွာဖော်ထုတ်နိုင်ခြင်းဖြစ်ပါတယ်။1962ခုနှစ်ဇွန်လ15ရက်နေ့ဒီနေ့လိုမျိုးနေ့တစ်နေ့မှာတော့ဩစတြီးယားနိုင်ငံဟာပထမဦးဆုံးအနေနဲ့စက္ကူပတ်စံစက္ကူမျိုးကြီးကိုစတင်အသုံးပြုခဲ့ကြပါတယ်။ဆိုလိုတာကသူတို့ဟာတထုတင်ကားတွေအစားစက္ကူပေါ်မှာတန်ဖိုးဖော်ပြထားတဲ့ငွေကြေးစနစ်တစ်ခုကိုစတင်အသုံးပြုခဲ့ကြတာပါ။ဒါဟာငွေကြေးသမိုင်းမှာအရေးကြီးတဲ့အဆင့်တစ်ခုဖြစ်ပြီးခေတ်သစ်ငွေကြေးစနစ်တွေရဲ့အစောပိုင်းပုံစံတစ်ခုလို့ယူဆနိုင်ပါတယ်။1985ခုနှစ်ဒီနေ့လိုမျိုးနေမှာဂျော့ရှ်ဝါရှင်တန်ကိုကွန်တီနန်တယ်တပ်မတော်ရဲ့စစ်ဦးစီးချုပ်အဖြစ်ခန့်အပ်ခဲ့ပါတယ်။ကွန်ဂရက်လွှတ်တော်ကကွန်တီနန်တယ်တပ်မတော်ကိုတည်ထောင်ခဲ့ပြီးတရက်အကြာမှာပထမဦးဆုံးစစ်ဦးစီးချုပ်ကိုခန့်အပ်ခဲ့တာလည်းဖြစ်ပါတယ်။ဒီနေ့ဇွန်လ15ရက်နေ့မှာမွေးဖွားခဲ့ကြတဲ့လူတွေမှာဆိုရင်လက်ရှိသမ္မတရှီကျင်းပင်အီဂျစ်နဲ့လီဗာပူးတိုက်စစ်ကိုမိုဟာမက်ဆာလာစ်တို့ပါဝင်နေတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။